မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ BAMA podcast မှာနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ LA County ကျန်းမာရေးဌာနမှအငြိမ်းစားအထွေယောဂအထူးကုဆရာဝန်ဒေါက်တာဇော်ဝင်းလွင်ဖြစ်ပါတယ်အခုဆိုရင်နွေရာသီကိုရောက်ရှိလာပြီဖြစ်တဲ့အတွက်ခရီးသွားဖို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်တို့မြန်မာလူမျိုးအများစုကအာရှနိုင်ငံတွေကိုပဲအလဲပတ်သွားရောက်လေ့ရှိကြပါတယ်ဒါကြောင့်ခရီးသွားမဲ့သူအားလုံးပျော်ရွှင်ချောမွေ့တဲ့အစီအစဉ်တစ်ခုဖြစ်စေဖို့အတွက်ကျွန်တော်တို့ရဲ့ခရီးသွားအတွေ့အကြုံတွေနဲ့အတူစောင်းရန်ရှောင်ရန်ကျန်းမာရေးဘုဟုတုဒတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အစီအစဉ်မစမီကျန်းမာရေးဆိုင်ရာသတိပေးချက်အနေနဲ့ကျွန်တော်တို့အစီအစဉ်မှာမျှဝေပေးမဲ့အချက်လက်တွေဟာအထွေထွေဘဟုတုဒရစေဖို့အတွက် CDC ရဲ့ခရီးသွားလမ်းညွှန်ကိုအခြေခံပြီးတင်ပြပေးခြင်းသာဖြစ်ပါတယ်နားဆင်သူများအနေနဲ့မိမိတို့ရဲ့ကျန်းမာရေးဆိုင်ရာကိစ္စရပ်များလိုအပ်ပါကမိသားစုဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြပါခုဆိုရင်ကျွန်တော်နဲ့အတူဆွေးနွေးပြောကြားပေးမယ်သူကတော့ LA County ကျန်းမာရေးဌာနမှအငြိမ်းစားအထွေထွေယောဂအထူးကုဆရာဝန်ဒေါက်တာအုံမဝင်းဖြစ်ပါတယ်ခင်ဗျာဒေါက်တာအုံမဝင်းကိုကြိုဆိုပါတယ်မင်္ဂလာပါဆရာဇော်ဝင်းနေနဲ့ BAMA podcast ပရိသတ်ကြီးရှင်အခုလိုခရီးသွားကျန်းမာရေးဘုသူတ္တတွေကိုပြဝေခွင့်ရတဲ့အတွက်အထူးဝမ်းသာပါတယ်ဒီနေ့ podcast မှာတော့ခရီးသွားမဲ့သူများအသုံးဝင်မဲ့ကျန်းမာရေးအကြံပြုချက်6ခုကိုစောင်းရန်ရှောင်ရန်လေးနဲ့ဆွေးနွေးပေးသွားမှာပါလေရင်ခရီးစဉ်ရှည်တွေမှာခြေထောက်သွေးခဲပိတ်ယောဂကာကွယ်ရေး jet lag ပင်ပန်းနွမ်းနယ်မှုတွေကိုသက်သာအောင်လုပ်နည်းများအစားအသောက်နဲ့တောက်သုံးရည်ဘေးကင်းလုံခြုံရေးကာကွယ်ဆေးအတွက်အကြံပြုချက်များပိုးမွှားနဲ့ချင်းအန်ဒီရဲ့ကာကွယ်ရေးနဲ့ခရီးသွားစဉ်ကြုံတွေ့ရတဲ့စိတ်ဖိစီးမှုရှော့ချရေးစသဖြင့်ဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်အခုဆိုရင်ကျွန်တော်တို့ရဲ့ပထမဦးဆုံးအချက်အလက် fact number 1အနေနဲ့လေရင်နဲ့ခရီးသွားမဲ့သူတွေအဓိကစိုးရိမ်လေးရှိတဲ့ခြေထောက်ရောင်တာနဲ့ပတ်သက်ပြီးဆွေးနွေးသွားမှာဖြစ်ပါတယ် DVT deep vein thrombosis လို့ခေါ်တဲ့သွေးပြန်ကြောအတွင်းသွေးခဲပိတ်တဲ့ယောဂအန္တရာယ်ရဲ့နဲ့ပတ်သက်ပြီးဒေါက်တာရဲ့အတွေ့အကြုံနဲ့ဘုသူတလေးတွေကိုအနည်းငယ်မျှဝေပေးစီချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျမတို့လူငယ်သော7နှစ်လောက်ကပေါ့နော်။မာပြည်ပြန်တဲ့အချိန်မှာဒီအိမ်မောကဆင်းတော့အမေကဘယ်ဘက်ခြေထောက်နားတယ်။နည်းနည်းလေးရောင်နေတယ်ဆိုတာနဲ့နီးရဆေးကန်ကိုပြေးပြီးတော့ ultrasound လုပ်လိုက်တော့ခြေထောက်သွေးကြောထဲမှာသွေးခဲတွေ့တာနဲ့ဆရာဝန်ကချက်ချင်းသွေးကျဲဆေးစပြီးတော့တောက်ခိုင်းလိုက်တဲ့အတွက်အချိန်မီကုသမှုကိုယူနိုင်ခဲ့ပါတယ်။ DVD ဆိုတာတော့သွေးခဲပိတ်ခြင်းကိုဆိုလိုပြီးတော့ခြေထောက်အတွင်းထဲမှာရှိတဲ့သွေးပြန်ကြောတွေထဲမှာသွေးလက်ပတ်မှုနှေးကွေးသွားလို့သွေးခဲလေးတွေဖြစ်သွားပြီးတော့ခြေထောက်ရောင်နာတို့နာတာတို့ဖြစ်လာတာပါတချို့ကတော့လက္ခဏာမပြဘူးပေါ့နော်ဒါပေမဲ့အဲ့သွေးခဲလေးတွေကပြုတ်ထွက်သွားပြီးတော့အဆုတ်သွေးကြောတွေမှာသွားပိတ်တဲ့အခါအသက်အန္တရာယ်ဖြစ်တတ်ပါတယ်အဲ့ဒီအခါအသက်ရှူမြန်မယ်နှလုံးခုန်တန်းတွေမြန်လာမယ်မောပန်းနွမ်းနေတာတွေဖြစ်တတ်ပါတယ်ရှင်ဒါနဲ့ပတ်သက်ပြီးတော့ထပ်ပြီးသိချင်တာကလေရင်စီးတဲ့လူတိုင်းဟာ DVT ဖြစ်နိုင်ခြေတူတူပါပဲလားဘယ်လိုလူမျိုးတွေက DVT ဖြစ်ဖို့ပို့ပြီးများပြီးတော့ high risk ဖြစ်တယ်ဆိုတာကိုလည်းရှင်းပြပေးပါဦးဟုတ်ကဲ့ရှင်အခြေခံကျန်းမာရေးကောင်းတဲ့သူတွေမှာတော့ဖြစ်နိုင်ခြေအများနေပါတယ်အထူးဖြစ်နိုင်ခြေများတဲ့လူတွေကတော့မကြသေးမီကခွဲစိတ်ကုသမှုလုပ်ထားသူတွေအထူးသဖြင့်တင်ပစုံရိုးတို့ဒူးတို့အစားထိုးခွဲစိတ်ကုသတဲ့လူတွေ one bite ခွဲစိတ်မှုတွေလုပ်ထားတဲ့လူတွေကင်ဆာရောဂါဝေဒနာရှင်များကုသမှုယူနေသူများကိုဝင်ဆောင်တဲ့မိဖွားပြီးမိခင်များကိုဝင်တားဆေးဟော်မုန်းတောက်နေတဲ့သူတွေမိသားစုမျိုးရိုးလိုက်သွေးခဲရာဇဝင်ရှိတဲ့လူတွေအရင်တုန်းက DVD ဖြစ်ဖို့သူတွေအဝလွန်သူတွေနဲ့အသက်ကတော့နော်40ကျော်ပြီးတာနဲ့ဖြစ်နိုင်ခြေရှိတယ်အသက်ပိုကြီးလေးလေးဖြစ်နိုင်ခြေပိုများလေးလေးပေါ့နော်ဒီလိုခရီးဝေးလေရင်စီးတာကားစီးတာယထာစီးတာအားလုံးကလည်းခရီးပိုဝေးလေးလေးဖြစ်နိုင်ခြေပိုများလေးလေးရှိဖြစ်တတ်ပါတယ်ရှင်ဒါဆိုရင်ဒီလိုသွေးခဲပိတ်ခြင်းမဖြစ်အောင်ဘယ်လိုမျိုးကြိုတင်ကာကွယ်မှုတွေများပြုလုပ်နိုင်ပါသလဲခင်ဗျာDVD ဖြစ်တာနဲ့ပေမဲ့ဖြစ်နိုင်ခြေလည်းရှိတဲ့အတွက်ကိုယ့်ဘက်ကကြိုတင်ပြင်ဆင်ကာကွယ်လို့ရတဲ့အကြောင်းတွေကိုကျွန်မဆောင်းရန်ရှောင်ရန် list လေးတွေနဲ့ကြည့်လိုက်ရအောင်နော်အဓိကကတော့လှုပ်ရှားမှုပါပဲအဲ့တော့ဖြစ်နိုင်တော့လေရင်ခရီးစီးရင်တော့2နာရီနဲ့3နာရီကြာမှာတစ်ချိန်9မိနစ်လောက်ကနေ10မိနစ်လောက်ထိထပြီးတော့လမ်းလျှောက်ပေးပါ
မတက်ရက်ပြီးတော့ခြေပြားလေးကိုမလိုက်ချလိုက်လုံနိုင်ရင်လည်းလုပ်ပြပါလမ်းလျှောက်ဖို့အဆင်မပြေဘူးဆိုရင်တော့လေနေရာမှာထိုင်ပြီးတော့လုံနိုင်တဲ့ခြေထောက်လေးကျင်ကန်းလေးတွေပေါ့နော်ဥပမာခြေချင်းဝက်လေးတွေကိုဝိုင်းပေးမယ်ခြေဖနှောက်လေးတွေကိုမမယ်ချမယ်ဒူးလေးတွေကိုမြှောက်ပေးမယ်စသဖြင့်ပေါ့နော်လုပ်လို့ရပါတယ်နောက်တစ်ခုကရေတက်မခန်းချောက်ဖို့ရေများများတောက်ပေးပါရေနည်းသွားလို့ရှိရင်သွေးကိုပိုပစ်စေတယ်သွေးပြစ်တဲ့အခါမှာသွေးလက်ပတ်မှုကိုနှိကွေးနိုင်တဲ့အတွက်ကြောင့်မလို့လေသွေးခဲဖြစ်ဖို့ chance ကိုပိုများသွားနိုင်ပါတယ်နောက်တစ်ခုဆရာဝန်ညွှန်ကြားလို့ရှိရင်တော့เนาะဒီအထူးပြုလုပ်ထားတဲ့သွေးလက်ပတ်မှုကိုကောင်းစေတဲ့ခြေစွပ် compression stocking လို့ခေါ်ပါတယ်အဲ့ဒါလေးတွေကိုဝတ်ဆင်နိုင်ပါတယ် CDC အရဆိုရင်တော့90%ထိတောင်ဒီဗီဒီယိုကောက်ွယ်နိုင်ခြင်းရှိပါတယ်လို့ပြောပါတယ်ကျွန်မခုနပြောခဲ့တဲ့ဒီစိုးရင်ရတဲ့အချက်တွေယောဂအခန်းတွေရှိတဲ့လူတွေကတော့ကြိုတင်ကောက်ွယ်ရမယ့်ဆေးဝါးတွေကိုဆရာဝန်ရဲ့လမ်းညွှန်ချက်တိုင်းတောက်ပေးပါလို့တိုက်တွန်းချင်ပါတယ်ရှောင်းရံတွေကတော့ဒီအချိန်ကြာကြီးမလုံမရှက်ပဲနေတာခြေထောက်ချိတ်ထိုင်မယ်ခိုခွေခောက်ခောက်အိတ်နေမယ်ကျင်းကျင်းကြက်ကြက်အဝတ်တွေဝတ်မယ်ဒါတွေကသွေးလက်ပတ်မှုကိုနှေးစေတဲ့အတွက်ကြောင့်မလို့ရှောင်ကျင်ပါနောက်လီယင်မော်မှာအယ်ကိုဟိုအရက်နဲ့ကက်ဖင်းပါတဲ့တောက်စရာတွေကိုအလွန်ကြုံမတောက်ပါနဲ့ဒါတွေအတွက်ကြောင့်မလို့ရေခမ်းတဲ့ပြဿနာကိုပို့ပြီးတော့ဖြစ်စေနိုင်လို့ပါအရေးကြီးတာတော့ဆရာဝန်ညွှန်ကြားချက်မပါဘဲနဲ့ဘာစီကိုမှမိမိသဘောနဲ့မတောက်စေချင်ပါဘူးဘာလို့လဲဆိုတော့သွေးထွက်လွန်တဲ့ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တဲ့အတွက်ဖြစ်ပါတယ်ရှင်အခုဆိုရင်ကျွန်တော်တို့ရဲ့ဒုတိယအချက်အလက်ကိုဆက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်တို့ခေကြီးဝေးသွားတဲ့အခါမှာမတူညီတဲ့တိုင်းစုံတွေကိုဖြတ်သန်းရတဲ့အတွက် jet lag လို့ခေါ်တဲ့အချိန်စုံပြောင်းလဲမှုကြောင့်အိတ်မပျော်တာတွေပင်ပန်းနွမ်းနေတာတွေလူတိုင်းလူခံစားရလိမ့်ရှိပါတယ်ဒီပြဿနာကိုပိုပြီးမြန်မြန်ဆန်ဆန်သက်သာစေဖို့ဘယ်လိုမျိုးပြင်ဆင်နေထိုင်သင့်ပါတယ်လဲလို့ဒေါက်တာအိုမောင်ဝင်းရှင်းပြပါဦးခင်ဗျာဟုတ်ကဲ့ပါjet lag ဘာလို့ဖြစ်ရလဲဆိုတော့ကျမတို့ရဲ့ခန္ဓာကိုယ်တွေကအိတ်ချိန်နှိုးချိန်ကိုထိန်းညှိပေးတဲ့သဘာဝနာရီပေါ့နော် internal clock ကရောက်ရှိနေတဲ့နေရာတိရဲ့နေ့ညအချိန်နဲ့တစ်ထပ်တည်းမကျသေးတာကြောင့်ဖြစ်ပါတယ်ခရီးသွားတာဝေးလေလေပိုဆိုးလေလေခံစားရပါတယ်မနေ့အစောကြီးနိုးနေမယ်အေးမွားတဲ့တကြောင်မလို့နေခင်းပိုင်းတွေမှာအိမ်ငိုက်မယ်စိတ်တိုးမယ်အာယုံစိုက်လို့မရဘူးအစာမကြေရင်ပြည့်ရင်ကဲဖြစ်မယ်စသဖြင့်ပေါ့လေအဲ့တော့ jet lag ကိုရာနှုန်းပြည့်မဖြစ်အောင်မကာကွယ်နိုင်ပေမဲ့ကြိုတင်ပြင်ဆင်ရင်းနေတော့ရှော့ချနိုင်ပါတယ်အဲ့တော့ခရီးမထွက်ခင်ကျမတို့ကခရီးထွက်မယ်ဆိုအရင်အလုပ်ရှုပ်ကြတယ်ဆိုတော့လေကိုဂယုစိုက်ပြီးတော့အိတ်ချိန်ပြေးသွားပါစီတကယ်လို့အရှိပိုင်းအောင်သွားမယ်ဆိုရင်တော့1 နာရီ2 နာရီလောက်စောပြီးတော့အိပ်ရာဝင်နိုင်ကောင်းပါတယ်လေမော်ရောက်တာနဲ့ကိုယ့်ရဲ့နာရီကိုရောက်မဲ့ဒေတာစံတော်ချိန်အတိုင်းချက်ချင်းပြောင်းထားလိုက်ပါဒီလေးမော်မှာစူးစမ်းပြီးတော့ပေါ့နော်အိမ်နိုင်အောင်ကိုမျက်စိအကားနှစ်ချက်တို့ဆောင်းထားပြီးတော့စူးစမ်းပြီးရအောင်အိမ်နိုင်တော့ကောင်းဆုံးပါပဲနော်ဒီလေးထု6သိတဲ့အတွက်ကြောင့်မလို့ရေတက်မခန့်အောင်ရေများများတောက်ပေးပါနေရာတိကိုရောက်သွားတဲ့အခါဆိုရင်တော့လေနေ့ဘက်တဘာဝနေအောင်ကြီးကိုခံယူပါဒါဟာ internet clock ကိုပြန်ပြီးတော့ reset လုပ်ပေးနိုင်ပါတယ်နေခင်းပိုင်းအရန်အိတ်ချင်တော့မှ15မိနစ်20ထက်ပိုမအိတ်မိအောင်ဂရုစိုက်ပေါ့နော်နောက်ပေါ့ပါပါလေးချင်ကန်လေးလုပ်ပေးပါအစာကြည်လေတဲ့ရင်ပြည့်ရင်ကဲဖြစ်မဲ့အစာတွေကိုရှောင်ပါခုနလိုပဲရေကိုခန်းချောက်စေမဲ့အရက်နဲ့ကက်ဖင်းအလွန်ကျွန်းတောက်သုံးခြင်းကိုရှောင်ကျင်ပါလို့ပြောချင်ပါတယ်တချို့ကြတော့လဲညဘက်အိပ်ပျော်အောင်ဆိုပြီးတော့မလက်တိုနင်တို့ဆေးမျိုးတွေကိုတောက်ကြတယ်အဲ့ဒါရောအဆင်ပြေပါရဲ့လားအဆင်ပြေပါတယ်မက်လာတိုနင်ကအိပ်ဆက်ခြင်းကိုကူညီတဲ့သဘာဝဟော်မုန်းတစ်မျိုးပေါ့နော်အသုံးမပြုခင်မှာမိမိဆရာဝန်နဲ့တိုင်ပင်ပြီးတော့တောက်သုံးရမယ့်အချိန်အခါနဲ့ပမာဏကိုကြိုတင်မြင်မြန်ဖို့တော့အကြံပြုချင်ပါတယ်ရှင်အခုဆိုရင်ကျွန်တော်တို့ရဲ့တတိယမြောက်အချက်အလက်ကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အာရှနိုင်ငံအရှေ့ပိုင်းတွေကိုလဲပတ်တဲ့အခါမှာသွားရောက်ရတဲ့အဓိကရည်ရွယ်ချက်တစ်ခုကတော့တကယ်ကိုဆွဲဆောင်မှုရှိပြီးတော့အရသာရှိလာတဲ့လမ်းဘေးအစားအစာ street food တွေကိုမြည်ဆန်းဖို့ပဲဖြစ်ပါတယ်အကုန်လုံးကိုလိုက်စားကြည့်ကျင်တာကတော့တဘာဝပဲပေါ့ကျွန်တော်အတွေ့အကြုံရပြောရမယ်ဆိုရင်တော့အရှိပိုင်းကိုသွားတဲ့အခါမှာကျွန်တော်ရဲ့တငယ်ချင်း2ယောက်လောက်ကအစားအသောက်ဂရုမပြုဘဲစားကြတဲ့အတွက်မိမိတို့ရဲ့ခီးစဉ်တွေကပြက်ကွက်သွားပါတယ်ပြက်ကွက်တဲ့အခါမှာလီမြန်လက်မှတ်ချိတ်ရတာတို့ဘာလို့ဒါမျိုးတွေရှိတာပေါ့လေတငယ်ချင်းတယောက်ဆိုရင်တော့အရေးပေါ်ဌာနကိုသွားပြီးတော့စေကုသမှုတော့ခံယူလိုက်ရပါတယ်အဲ့ဒီတော့ဒေါက်တာအိုမာဝင်းအနေနဲ့ဒါဒီ travel diarrhea ဘာကြောင့်ဖြစ်ရတယ်လဲဆိုတာကိုရှင်းပြပါဦးဟု
ဟုတ်ကဲ့ရှင် traveler diarrhea ကတော့ခရီးသွားသူတွေအများဆုံးကြုံတွေ့ရတဲ့ပြဿနာတစ်ခုပဲเนาะအဓိကအကြောင်းရင်းကတော့ဒီမတန့်ရှင်းတဲ့တောက်သုံးရည်တွေအစားအသောက်တွေကိုစားတောက်မိလို့ပါပဲအဖြစ်အများဆုံးအကြောင်းကတော့ bacteria ကြောင့်ဖြစ်တာပါဒုတိယကတော့ virus ပိုးတွေကြောင့်ဖြစ်တတ်တယ်အချို့အခြေအနေကြရင်တော့ကပ်ပါပိုးမွားဒီ protozoa တွေကြောင့်ဖြစ်တတ်ပါတယ်ခရီးသွားစဉ်နဲ့ပြန်လာပြီး10ရက်အတွင်းမှာတနေ့ကို3ချိန်တက်ပို့ပြီးဝင်သွားမယ်ဗိုက်ရစ်မယ်ပြုတ်ခြင်းအန်ခြင်းဖြစ်မယ်ချို့တွေလည်းအန်တယ်အဲ့တော့ခန္ဓာကိုယ်ထဲမှာရေတက်ခန်းချောက်ပြီးတော့ခေါင်းတွေမူးမယ်အိုင်းကုန်ခန်းတာတွေဖြစ်တတ်ပါတယ်ပုံမှန်အားဖြင့်တော့မပြင်းထန်ရင်2ရက်3ရက်အတွင်းမှာပြန်ကောင်းသွားတတ်ပါတယ်ဒါပေမဲ့ရေခန်းချောက်မှုပြင်းထန်ရင်အန်ဒီရရှိတာမို့မပေါ့ဆနဲ့လို့ပြောချင်ပါတယ်အထူးသဖြင့်တော့အသက်အရန်ငယ်တဲ့အသက်အရန်ကြီးတဲ့လူတွေယောဂအခန်းရှိတဲ့လူတွေကိုပိုသတိထားစေချင်ပါတယ်အချို့သူတွေဆိုရင်တော့လေဒီ travelers diarrhea ဖြစ်ပြီးနောက်ပိုင်းမှာတော့မှရေရှည်ဥလန်းကြောင်းဆိုင်ရာပြဿနာတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်ရှင်ဒါဆိုရင်ဘယ်လိုအခြေအနေမျိုးကိုရောက်လာရင်စေကန်းသို့မဟုတ် CEO emergency room ကိုသွားတင်ပါတယ်ခင်ဗျာအဖျားအရန်တက်မယ်ဝမ်းထဲမှာသွေးတွေချွေးတွေပါမယ်အပြင်းအထန်ဗိုက်အောင်မယ်အစာမဝင်နိုင်လောက်အောင်အဆက်မပြတ်အော့အန်နေမယ်2ရက်ထက်ကြော်ပြီးတော့ဝင်းရှောင်းနေမယ်ဒါတွေဖြစ်ခဲ့ရင်တော့နိဆက်ရာဆေးရုံဆေးကန်းကိုချက်ချင်းသွားစီချင်ပါတယ်ရှင်လမ်းဘေးစာတွေကိုလည်းစားကျင်ကြတယ်ကျမ်းမာရေးကိုလည်းမထိခိုက်စေချင်ကြဘူးပေါ့လေဆိုတော့အစားအသောက်နဲ့တန်ရှင်းဖို့အတွက်ဘယ်လိုမျိုးကြိုတင်ကာကွယ်မှုတွေပြုလုပ်သင့်ပါသလဲကြိုတင်ကာကွယ်ဖို့ကတော့ဒီ slide လေးထဲမှာဆောင်းဝါရှောင်းဝါလေးတွေကိုအလွယ်တကူလဲเนาะခရီးသွားရင် screenshot လေးလောက်ပြီးယူသွားလို့ရအောင်အဆင်ပြေအောင်ကျမတို့ပြင်ဆင်ပေးထားပါတယ်ရိုးရှင်းတဲ့ဆောင်းပုတ်လေးကတော့ boil it cook it peel it or forget it ပါเนาะကြိုချက်ပါချက်ပြုတ်ပါအခွန်ခွာစားပါဒါမှမဟုတ်ရင်လုံးဝမစားပါနဲ့အဲ့ဒါကတော့အခက်အခဲဆုံးပါပဲအဲ့တော့တေးချာကြက်အောင်ချက်ပြုတ်ထားတဲ့ပူပူနွေ့နွေ့အစားအသောက်စားပါturn over များမဲ့လေလူစီကားတဲ့ဆိုင်တွေကိုရွေးချယ်ပါအသီးအနှံတွေကိုမစားမီတေချာဆေးကြောပါမိမိကိုယ်တိုင်အခွန်ခွာပြီးတော့စားနိုင်တဲ့အသီးအနှံတွေဥပမာလိမ္မော်သီးတို့ငပြောသီးတို့ပေါ့နော်နောက်ရေတောက်လို့ရှိရင်တော့ဒေသတနေရာနဲ့တနေရာဟာမတူညီတဲ့အတွက်ကြောင့်မလို့ရောက်တဲ့နေရာတိုင်းမှာရေတန့်ဘူးသို့မဟုတ်ကြိုချက်ထားတဲ့ရေကိုသာတောက်ပါအထူးကတော့အစာမစားမီမှာလက်ကိုဆက်ပြာနဲ့သို့မဟုတ် hand sanitizer နဲ့စနစ်တကျအသေးချာဆေးကြောပေးပါရှောင်းရံချက်တွေမှာတော့เนาะဒီကြာရှည်ပြုတ်ထားတဲ့အစာတွေနဲ့အခွန်နွားပြီးသားအသီးတွေကိုရှောင်းပါမကျက်တကျက်ချက်ထားတဲ့အသားတွေငါးတွေအတုပ်တွေကိုရှောင်းကျင်ပါနောက်ရိုးရိုးရေနဲ့ပြုတ်လုထားနိုင်တဲ့ရေခဲလုံးတွေပေါ့เนาะ ice cube တွေကိုတော့တက်နိုင်ရင်လုံးဝရှောင်ကျင်စေချင်ပါတယ်ရှင်ကျွန်တော်တို့ဘလောက်ပဲသတိထားပြီးတော့စားတော့ပေးမယ်လေမတော်တဆဒီဝင်းပြက်ဝင်းလျှောဖြစ်လာခဲ့ရင်ရောခရီးမထွက်ခင်မှာဘာတွေကိုကြိုတင်ပြီးတော့ပြင်ဆင်သွားသင့်ပါသလဲအရေးကြီးဆုံးကတော့ဓာတ်စားတုပ်တွေကိုများများဆောင်သွားစေချင်ပါတယ်ဘာလို့လဲဆိုတော့ခန္ဓာကိုယ်ကရေဓာတ်နဲ့စားတက်တွေဆုံးရှုံးသွားတဲ့အတွက်အချိန်မီပြန်ဖြည့်ဖို့ကအရန်အရေးကြီးပါတယ်ဓာတ်စားတုပ်ကိုလည်းအထုပ်ပေါ်ကအညွန်တိုင်းရေသန့်နဲ့တေချာဖြောပါဖြောပြီးသားကိုလည်း24နာရီကြော်ရင်မသုံးပါနဲ့နောက်ဒီlomotil လို့ imodium တို့လိုဝင်းပိတ်ဆေးမျိုးတွေကိုလည်းဆောင်သွားတင်ပါတယ်ပြင်းပြင်းထန်ထန်ယောဂလက္ခဏာတွေရှိခဲ့ရင်တော့ပိုးသက်ဆေး antibiotics ကိုဆရာဝန်နဲ့ကြိုတင်တိုင်ပင်ပြီးတော့ညွှန်ကြားချက်နဲ့အတူဆောင်ထားတင်ပါတယ်နော် CDC အကြံပြုချက်ကတော့ traveler diarrhea ကို antibiotics တွေကိုမဖြစ်ခင်မှာကြိုတင်ကာကွယ်တဲ့အနေနဲ့လုံးဝမတောက်သုံးသင့်ပါဘူးဘာလို့လဲဆိုတော့ခန္ဓာကိုယ်မှာအကျိုးပြုတဲ့ bacteria တွေကိုသိစေတယ် antibiotic resistant လို့ခေါ်တဲ့ဆေးရင်ပါမှုတွေကိုဖြစ်စေလို့ပါနောက်အချက်လက်တစ်ခုအနေနဲ့ကတော့အာရှနိုင်ငံတွေကိုမသွားခင်မှာကြိုတင်ပြီးလိုအပ်တဲ့ကာကွယ်ဆေးတွေနဲ့ပတ်သက်လို့ဒေါက်တာအိုမာဝင်းအနေနဲ့ဘာတွေများအကြံပြုချင်ပါသလဲခင်ဗျာအဓိကကတော့မိမိရဲ့မိသားစုဆရာဝန်နဲ့ပြသပြီးတော့လိုအပ်တဲ့ကာကွယ်ဆေးများကိုထိုးသွားပါအချို့ကာကွယ်ဆေးတွေကအာနိတင်ပြဖို့အချိန်ယူရသလိုတချို့ဆေးတွေကလည်းတစ်ချိန်တည်းမကထိုးဖို့လိုအပ်လို့ပါအဲ့တော့ခရီးမသွားခင်၄ဘက်ကနေ6ဘက်အလိုတွေကဆရာဝန်နဲ့ရက်ချင်းယူတင်ပါတယ်ရှင်နောက်ဆုံးဒီကျန်းမာရေးသတင်းအချက်လက်တွေနဲ့လိုအပ်ချက်တွေကိုသိရှိနိုင်ဖို့တော့ CDC ရဲ့Travelers Health website မှာဝင်ကြည့်လို့ရပါတယ်ရှင်နောက်ကျွန်တော်တို့ဆွေးနွေးမယ့်အချက်လက်ကတော့အာရှနိုင်ငံတွေကိုလဲပတ်တဲ့အခါမှာချိန်ကိုက်ခံရတာ
အင်းဆက်ပိုးမောအကိုက်ခံရတာတွေကနေတဆင့်ပြင်းထန်တဲ့ကူးစက်ယောဂတွေကအများကြီးကူးစက်နိုင်တယ်လေဒီခြင်နဲ့အင်းဆက်တွေရဲ့တည်ဆောင်တဲ့ယောဂလက္ခဏာတွေကိုလည်းဒေါက်တာဥမာဝင်းကရှင်းပြပါဦးခြင်ကိုက်လို့အဓိကအဖြစ်များတဲ့ယောဂတွေကတော့သွေးလွန်တုပ်ကွေ dengue fever ငှက်ဖျားယောဂ malaria ဂျပန်အုံနောက်ရောင်ယောဂလို့ခေါ်တဲ့ Japanese encephalitis ဆင်ဝက်သက်လို့ခေါ်တဲ့ chikungunya တို့ကဖြစ်ပါတယ်ဒီယောဂတွေကိုရောဘယ်လိုကာကွယ်နိုင်မလဲလို့နားဆင်သူတွေအတွက်ဆက်လက်ပြီးရှင်းပြပါဦးဒီယောဂအများစုကလေကာကွယ်ဆေးလည်းမရှိသေးတဲ့အတွက်အကောင်းဆုံးကာကွယ်နည်းကတော့ခြင်ကိုက်မခံရအောင်နေထိုင်နည်းပဲဖြစ်ပါတယ်အဲ့တော့ဒါလေးတွေကိုစောင်းဝမ်းရှောင်းဝမ်းလေးနဲ့ကြည့်လိုက်ရအောင်နော်အဓိကတော့ဒီ mosquito repellent လို့ခေါ်တဲ့ခြင်ပြေးဆေးတွေပေါ့နော်ခရီးမသွားခင်ယူဆောင်သွားပါညွှန်ကြားတဲ့အတိုင်းစနစ်တကျလူပါ EPA က approve လုပ်ထားတဲ့ DEET သို့မဟုတ် picaridin ပါတဲ့ခြင်ပြေးဆေးတွေကပို့ပြီးတော့ထိရောက်ပါတယ်နောက်အဝတ်စားကိုလည်းလုံခြုံအောင်ဝတ်ပါအယောင်ဖြော့တဲ့အဝတ်စားတွေကိုဝတ်ဆင်ပါနောက်ခြင်များတဲ့ဒေသတွေပေါ့နော်တောတွေတောင်တွေသွားမှုခရီးစဉ်ရှိခဲ့တယ်ဆိုရင်တော့ခရီးဆောင်ပစ္စည်းတွေခြင်တောင်တွေအဝတ်စားတွေပေါ်မှာပိုးမွားကာကွယ်တဲ့ပါမီသရင်ဆေးရည်ကိုဖြန်းပြီးတော့အသုံးပြုနိုင်ပါတယ်နောက်ကိုတဲကူတဲ့အခန်းကြီးကြာရင်လည်းတော့နော်ဒီ aircon ပါတဲ့အခန်းဓမ္မမဟုတ်ရင်ခြင်လုံးစကားတွေရှိတဲ့နေရာတွေမှာတက်ခုပါမရှိခဲ့ရင်တော့လေခြင်တောင်တွေပါတွေတည်ဆောင်သွားပေါ့နော်နောက်တစ်ခုကငှက်ဖျားအဖြစ်များတဲ့နေရာတွေသွားဖို့ရှိရင်တော့ခရီးမထွက်ခင်ကတည်းကဆရာဝန်ညွှန်ကြားချက်နဲ့ငှက်ဖျားကြိုတင်ကာကွယ်ဆေးတွေကိုတိတိကျကျတောက်ဖို့လိုပါလိမ့်မယ်အဓိကရှောင်ရံကတော့လေခြင်ပြေးဆေးတွေမလူးဘဲနဲ့ခြင်အထွက်များတဲ့မိုးချုပ်ခါစားတို့မိုးလင်းခါစားတို့အချိန်တွေကိုအပြင်ထွက်ခြင်းကိုရှောင်ကျဉ်ပါနောက်ခြင်တွေပေါက်ဖွားနိုင်တဲ့ရေလောင်ကန်တွေရေတင်ကျန်နေတဲ့နေရာတွေနဲ့နိစက်ရာတွေကိုသွားလာခြင်းကိုရှောင်ကျဉ်စေချင်ပါတယ်ရှင်အခုဆိုရင်ကျွန်တော်တို့ရဲ့နောက်ဆုံးဆွေးနွေးတဲ့အချက်အလက်ကိုရောက်ရှိလာပါပြီခီးသွားတယ်ဆိုတာကတကယ်တော့စိတ်ပန်းဖြေဖို့သွားကြတာပေါ့ဒါပေမဲ့ခီးကလည်းပြန်လာရောခီးသွားတာပင်ပန်းလိုက်တာနားရက်တရက်တောင်ထပ်လူကျင်သေးတယ်ဆိုပြီးတော့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်မှုတွေကိုလူတော်တော်များများခံစားရလိမ့်ရှိပါတယ်ဒီလိုခီးစဉ်အပြီးပြန်လာတဲ့အခါမှာဖြစ်တတ်တဲ့မောပန်းနွမ်းနယ်မှုတွေကိုဘယ်လိုဖြေရှင်းနိုင်မလဲလို့ပြောပြပေးပါဦးဟုတ်ကဲ့ပါဒီခရီးသွားစဉ်နဲ့ခရီးသွားပြီးပြန်မှာစိတ်ဖြည့်ဆည်းမှုတွေကိုရှော့ချဖို့အတွက်ကိုဆောင်းဝမ်းရှောင်းဝမ်းလေးနဲ့ကြည့်လိုက်ရအောင်နော်အဓိကတော့ဒီခရီးစဉ်တစ်ခုနဲ့တစ်ခုကြားထဲမှာနားနေအချိန်ပေးပါလေစိတ်သွားခြင်းနောက်တခြားခရီးစဉ်တွေကိုဆွဲတဲ့ခါကြလို့ရှိရင်အမြဲတမ်းအချိန်ပိုလေးထားပေးပါဒါမှနောက်ကျသွားတဲ့ဘာညာဆိုရင်လည်းသိစိတ်တွေပြရမခတ်အောင်ပေါ့နော်အရေးကြီးတဲ့စာရွက်စာတမ်းတွေပေါ့ passport တို့ကျန်တဲ့ဟာတွေကိုဖုန်းထဲမှာပဲဖြစ်ဖြစ်နော် copy ပဲလုပ်ပဲဖြစ်ဖြစ်ကိုနဲ့အမြဲအတူတကွယူဆောင်သွားပါတကယ်လို့များခရီးစဉ်တွေကနော်ထင်သလိုမဖြစ်ဖ ೇನೆ လွဲချော်ခဲ့လို့ရှိရင်လေရှိတဲ့အခြေအနေတိုင်းလက်ခံပြီးတော့အဆင်ပြေအောင်လိုက်လျောညီချွေနေတတ်ဖို့လိုပါတယ်ရှောင်းကြီးကမှာတော့ခုနပြောသလိုပဲပေါ့နော်ခီးသွားတဲ့အခါမှာနေရာအားလုံးတရက်ထဲသွားခြင်းနဲ့ဒီတရက်ထဲမှာပဲသွားမယ်အစီအစဉ်တွေအားလုံးပြည့်ကျက်နေအောင်ဇရာတွေဆွဲတယ်အဲ့လိုအလွန်အကျွံအစီအစဉ်တွေကိုမဆွဲမိပါစေနဲ့လို့တိုက်တွန်းချင်ပါတယ်ရှင်အခုဆိုရင်ကျွန်တော်တို့ခီးသွားတွေအတွက်ကျမ်းမာရေးဘုလူတုတအချက်အလက်6ချက်စလုံးကိုဆွေးနွေးလို့ပြီးဆုံးသွားခဲ့ပါပြီခုလိုမျိုးအတွေ့အကြုံတွေကိုမျှဝေပေးခဲ့တဲ့အတွက်ဒေါက်တာအုံမာဝင်းကိုကျွန်တော်တို့ BAMA podcast အဖွဲ့သားများနဲ့နားဆင်သူများကိုစားအထူးပင်ကျေးဇူးတင်ရှိပါတယ်ဒီစီစဉ်အားလုံးရဲ့အနှစ်ချုပ်လေးကိုဗာများပြောကြားခြင်းပါတယ်လေကျမကိုခုလိုမျှဝေခွင့်ပေးတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ပါတယ်ရှင်အနှစ်ချုပ်အနေနဲ့ပြောရရင်တော့ခြေထောက်သွေးခဲယောဂကာကွယ်ရေးအတွက်ရေတောက်ပါလမ်းလျှောက်ပါ jet lag ခံစားမှုတွေကိုပေါ့လျော့အောင်ရောက်တဲ့ဒေတာစံတော်ချိန်နဲ့အညီကိုက်ညီအောင်စားတောက်နေထိုင်ပါ travelers diarrhea အတွက်လက်ဆေးဖို့မမေ့ပါနဲ့ mindful eating လို့ခေါ်တဲ့သတိကပ်ပြီးတော့စားတောက်ပါကာကွယ်ဆေးအတွက်တော့မိမိဆရာဝန်နဲ့တိုင်ပင်ပါခြင်ကိုက်မခံရအောင်နေနည်းတွေကိုလည်းစောင့်ပါ stress management အနေနဲ့တော့ခရီးသွားတဲ့အချိန်တွေမှာအခြေအနေအလိုက်လျောညီထွေနေတတ်ကြပါစေရှင်ဒီ slide လေးမှာပြထားတဲ့အတိုင်း healthy traveler is the happy traveler ဆိုသလိုပဲနားဆင်သူများအားလုံးဘေးကင်းချမ်းသာပြီးပျော်ရွှင်စရာခရီးစဉ်လေးများဖြစ်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်ရှင်
နောက်ဆုံးအနေနဲ့တော့နားဆင်သူခီးသွားညီသူအားလုံးစိတ်ချမ်းသာကိုကျမ်းမာစွာနဲ့ပျော်ရွှင်စရာခီးစဉ်များကိုဖျက်ဆီးနိုင်ကြပါစေလို့ကျွန်တော်တို့ BAMA Burmese American Medical Association podcast အဖွဲ့သားများကလည်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အစည်းအဝေးလေးကိုမပိတ်ခင်မှာကျွန်တော်တို့နားဆင်သူများကိုတစ်ခုလောက်တော့တောင်းဆိုပေးရစီအခုမျှဝေပေးခဲ့တဲ့ကျမ်းမာရေးဘူးတုဒ္ဒတွေဟာခီးသွားမဲ့သူအားလုံးအတွက်အလွန်ကြီးကြီးတာမို့ကျွန်တော်တို့ရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့မိသားစုဝင်တွေကိုလည်းဒီအစီအစဉ်လေးကိုပြန်လည်မျှဝေ share ပေးကြဖို့မမေ့ကြပါနဲ့ဟုတ်ဒါအပြင်နားဆင်သူများအနေနဲ့ခီးသွားကျမ်းမာရေးနဲ့ပတ်သက်ပြီးသိကျင်တဲ့မိကွန်းတွေပဲဖြစ်ဖြစ်မိမိတို့ကြုံတွေ့ခဲ့ရတဲ့ခီးသွားအတွေ့အကြုံတွေကိုပဲဖြစ်ဖြစ်ပြန်လည်မျှဝေခြင်းတော့အောက်က comment box မှာရေးသားပြီးကျွန်တော်တို့နဲ့အတူအပြန်အလှန်ဆွေးနွေးကြဖို့ဖိတ်ခေါ်လိုက်ရပါတယ်နောက်လာမယ့်အပတ်တွေမှာလည်းဘယ်လိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်သွားပေးမလဲဆိုတာကိုစောင့်မျှော်နားဆင်ပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်